စိုက်ပိုင်ရှင်ဒီဗီဒီယိုမြင်လဲဂယူးမဆိုင်ဘူးကွာအလကားစားအမှမဟုတ်တာဟိုပတ်စံနဲ့ကိုဝယ်ပြီးစားတာကွာဒါပေမဲ့နည်းနည်းတော့အားနာတယ်ကွာဆမ်မွန်အဝါစား9000ကိုကျွန်တော်9သိန်းပိုးလောက်စားခဲ့တယ်ဟော့ပေါ့ကလည်း4သိန်းပိုးလောက်စားသေးတယ်ဗျာစီဖူးနဲ့9000ပေးပြီးတော့17သိန်းပိုးလောက်စားတာအားနာစရာကြီးနော်မယန်းကုန်းမင်းနှမလမ်းပေါ်ကစီဖူးစီးတီးမှာကျုံးပြီကွာများများစားနိုင်အောင်လို့ရှိသမျှအပေါက်ကနေပြောင်းပြန်နေဝင်ပလိုက်တယ်အဲ့ဒီတသားတိတ်မစားနိုင်လို့လေတားရက်နေဆိုဘယ်လောက်ကြာမလဲမသိဘူးဟိုတသားတေးသေးလေးဆိုတော့ free စားတော့လိုက်နော်ဟောအလကားစားမှာပေါ့ အလကားလိုက်ကျေးဇူးပါအန်ဒီဟုတ်ကျွန်တော် salmon level package လေးပေးလိုက်9900ရတယ်ဟုတ်ကဲ့ပါဆရာဟုတ် salmon အဝါစားနော်ဟုတ်ကဲ့အဝါစားပို့ပေးပါရှင်ဟုတ်ဟင်းရကြတော့အာဟာရဟင်းရပေးလိုက်အာဟာရဟင်းရချက်ပေါင်းလေးဟုတ်ကဲ့ပါတသိန်းခွဲတဲ့ luxury package ယူပဲဆိုရင်ဒီလိုကင်းပဇွန်ကြောက်ပဇွန်နဲ့ကပ်ပါကောင်အကြီးတွေကိုအဝါစားရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ salmon package ပဲယူပါဆိုတော့မစားတော့ပါဘူး salmon နဲ့နေတန်အောင်စားပြမယ်ဒီနေ့ငါ9900ပေးထားတာကောင်9သိန်းမိုးလေးပေးရစေရမယ်ဟုတ်ပြီsalmon နဲ့ share ပဲကွာโอ้โล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 真的妈呀！我摇一毛呢。နောက်တစ်ထုံးတီးမယ်ကွာ wasabi လေးနဲ့ soy sauce လေးနဲ့ကောင်းတော့ကောင်းတယ်နည်းနည်းအီလာသလိုပဲအီလာဘောကဘာလို့ဆိုအီစိတ်နေလဲဝါဆာဘီများများတိုးလိုက်ပဲအော်ပြပါမလားရအောင်ဟိုအောင်ပွင့်ထားကုန်ဘူးအခုကလူလိုစားပြမယ်လူလိုပုံမှန်ဆိုရင်တော့ဒီ salmon package မှာဆိုရင်ဒီလိုလေးလေးပေးရပါဗျာလူလိုတူလိုတူလေးနဲ့ညက်ပြီးစားတာပေါ့ဗျာကျွန်တော်ကကျတော့အတုံးလိုက်တိုင်နေဗျာကျွန်တော်တို့အတုံးလိုက်စားခြင်းရလားရမယ်ထင်တယ်ဒါပေမဲ့ကောင်းအောင်စားမှာပေါ့နော်မကောင်းရင်တော့ကြော်ရမှာပေါ့လို့ salmon လေးကိုယူလိုက် wasabi လေးတိုး soy sauce လေးတိုးကဲဆမ်မွန်နောက်ဆုံးတစ်လုံးပဲဗျာဒါကင်ပေးလားမသိဘူးသွားမေးကြည့်လိုက်မယ်နော်ဒီဒါလေးကင်ပေးလို့ရလားဟုတ်ကျေးဇူးတင်ပါတယ်โอเคကျေးဇူးတင်ပါတယ်ကဲဆမ်မွန်ကင်လေးရပြီဗျာဒီလိုမျိုးဆမ်မွန်ကင်ဆိုရင်ယူရိုပီးယားချိုင်းမှာဆိုရင်အာလူထောင်းလေးပါညာတလကာကြီးထည့်လိုက်ရင်2800နဲ့5000ကျရှိတယ်ဒီလိုတစ်လုံးလေးပဲနေရာချမ်းချမ်းကောင်းပါပဲကွာနော်လို့မရဘူးကဲဟော့ပေါ့ကြံရောက်ပြီလေဟော့ပေါ့လေးစားပြီးမှအိမ်ပြန်မယ်ကွာညနေ9လောက်မစားချင်ပါဘူးဒါပေမဲ့ဟိုတော်ညာခွဲတဲ့သူကငါတိတ်မစားရင်စိတ်မကောင်းဖြစ်မှာဆိုလို့အားကြောင့်မရိုက်နေတော့လေရငါအများကြီးစားရင်ထင်လိုက်ပဲပိတ်လိုက်တော့ကျွန်တော်တို့ကောင်းနေအတွက်ကတော့ seafood city ရဲ့ side dish နဲ့တင်တက်အောင်စားပြလို့ရတယ်ဗျာမရှုံးစေရဘူးဒီနေ့စားသွားတာတော့ salmon နဲ့ seafood hot pot အဝါစားကို9900ပါ salmon မစားချင်ဘူးဆိုရင်6900တန်လည်းရှိတယ် seafood တွေရောအသားတွေရောအမျိုးပေါင်း300ကျော်ရှိတယ်ကဲဒါပဲဗျာတက်တာဗျာဘိုက်ဘိုက်ဗျာ see you ဗျာ see မယူခြင်းလဲ1ယူဗျာ